24နှစ်ရွယ်ငါ့ကိုငါပြောခွင့်ရမယ်ဆိုရင်ငါဘာပြောပြမလဲမင်းကြောက်နေခဲ့တာရင်ငါသိတယ်လုံခြုံတဲ့နေရာလေးမှာပဲအသားကျနေပြီအစ်စ်တွေကိုမလုပ်ရဲခဲ့တာလေစွန့်လို့ဖို့မင်းတက်သိမ်းရှိခဲ့တာလေပေါ့ဒါပေမဲ့25နှစ်မှာငါတိလာတာလဲကြမှာကိုကြောက်နေဘယ်တော့မှလမ်းလျှောက်တတ်မှာမဟုတ်ဆိုတာပဲငါကျင်မှုတွေဆိုတာမင်းကိုအားနေစေဖို့မဟုတ်မင်းကိုပြောင်းလဲပေးနိုင်မယ်ခေါင်းအားတွေပဲအားကြောင့်ငါခုအစ်စ်ကနေပြန်စကြည့်ဖို့ဆုံးဖြတ်လိုက်ပြီမလို့ဖူးတာတွေကိုလုံးမယ်မတော်ဘူးတဲ့စီကိုသွားမယ်ကိုခွင့်ရေးပြန်ပေးမယ်လို့ဆုံးဖြတ်ထားတယ်ဒါငါရဲ့ဒုတိယအကြိမ်မြောက်မွေးဖွားခြင်းပဲ